စစ်သားတယောက်ကဒဏ်ရာရနေတဲ့သူ့ရဲဘော်ရဲဘက်ကိုမြေကြီးထဲမှာမြုပ်နှံပြီးတေဆုံးသွားတဲ့စစ်သားရဲ့အလောင်းကိုဆွဲယူလိုက်ကသူ့ရဲ့ကိုယ်ရီပါမှာဖုံးအုပ်လိုက်ပါတယ်။ရန်သူကအရန်နီးကပ်စွာဖြတ်သွားပြီးသူ့ရဲဘော်ရဲဘက်ရဲ့မျက်နှာကိုနင်းပြီးတော့မလို့ဖြစ်သွားတယ်။ရုတ်တရက်ရန်သူစစ်သားတယောက်ကလှည့်ပြီးသူ့ကိုယ်ပေါ်ကိုဖုံးအုပ်ထားတဲ့အလောင်းကိုဓာတ်နဲ့ထိုးလိုက်ပြီးကံကောင်းလို့သူကထိခိုက်ဒဏ်ရာမရခဲ့တာပါ။ရန်သူထွက်သွားတာနဲ့အလောင်းကိုဘေးကိုတွန်းပြီးသူ့ရဲ့ရဲဘော်ရဲဘက်ကိုဆွဲထုတ်လိုက်ပါတယ်။အဝေးကနေအသက်ရှင်နေသေးတဲ့တခြားစစ်သားတယောက်ကိုသူတွေ့လိုက်တယ်သူ့ကိုကူညီနိုင်တော့မဲ့အချိန်မှာရန်သူတော်ကသူ့ကိုတွေ့လိုက်တယ်သူကဥမင်လိုင်ကောင်းတဲ့ကိုအမြန်ခုန်ဝင်သွားတယ်ဒါပေမဲ့ရန်သူကသူ့ဘက်ကိုလက်ပစ်ဘုံတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်ကံကောင်းထောက်မစွာပဲသူ့ရဲ့ရဲဘော်ကတတိရှိနေစေဖြစ်ပြီးအသက်ရှင်ကျန်ရစ်ခဲ့တယ်မှောင်မိုက်နေတဲ့ဥမင်လိုင်ကောင်းထဲမှာရန်သူတွေဝိုင်းရံထားတဲ့ကျင်းမြောင်းတဲ့လမ်းကြားထဲမှာသူပုန်းနေခဲ့တယ်အဲ့ဒီမှာဒဏ်ရာရနေတဲ့ရန်သူစစ်သားတယောက်ကိုသူတွေ့ခဲ့တယ်သူ့ကိုတတ်မဲ့အစားဒေါ့စ်ကရန်သူရဲ့ဒဏ်ရာတွေကိုကုသပေးခဲ့တယ်ရန်သူကသူ့ကိုအံ့အားသင့်စွာစိုက်ကြည့်နေတယ်ညရောက်တော့ဒေါ့စ်ကဥမင်လိုင်ကောင်းထဲကနေထွက်လာပြီးရှာဖွေမှုကိုဆက်လက်လှုပ်ဆောင်ခဲ့တယ်သူ့ခန္ဓာကိုယ်ကအားနည်းနေပေမဲ့အသက်ရှင်ကျန်ရစ်တဲ့စစ်သားတွေကိုတယောက်ပြီးတယောက်ဆွဲထုတ်ပြီးပြင်းထန်စွာဒဏ်ရာရရှိထားတဲ့စစ်သားတွေကိုတေဘေးကနေကယ်တင်ခဲ့တယ်ဒေါ့စ်ရဲ့ခြေထောက်တွေတုန်နေတယ်သူ့လက်တွေတုန်နေတယ်ဒါပေမဲ့သူမရက်ခဲ့ပါဘူးသူကတိတ်တိတ်လေးဆူတောင်းပါတယ်ဖရာသခင်နောက်ထပ်တယောက်ကယ်ပရစီနောက်ထပ်တယောက်ပါအဲ့ဒီဆူတောင်းကိုပဲထက်ခါတလဲလဲဆူတောင်းရင်းလာပါတယ်တယောက်ပြီးတယောက်ကျန်းတန်းတဲ့ကြိုးတွေနဲ့ဒဏ်ရာရနေတဲ့စစ်သားတွေတော့ကိုတောင်အောက်ကိုချပေးရတဲ့ကြောင်းသူ့လက်ဖွားတွေကသွေးတွေစီးကျနေပါပြီဒါပေမဲ့ဒဏ်ရာရစစ်သားတွေကတောင်ကုန်းပေါ်ကနေအဆက်မပြတ်ဆင်းလာနေပါတယ်သူတို့အားလုံးဘဲကလာတယ်ဆိုတာဘယ်သူမှမသိကြပါဘူးတောင်ကုန်းပေါ်မှာအသက်တွေကိုကယ်တင်နေတဲ့ယူတူတူတယောက်ရှိနေတယ်ဆိုတာပဲသူတို့သိကြပါတယ်ဘိုးကြီးကအံ့ဩတကြီးနဲ့ကြည်နေပြီးအဲ့ဒီယူတူတူကဘယ်သူလဲလို့မေးပါတယ်ဒေါ့စ်ရဲ့ကယ်တင်မှုကြောင့်တေဘေးကနေလွတ်မြောက်လာတဲ့စစ်သားတယောက်ကကြောက်တတ်တဲ့သူအတွေ့အကြုံမရှိတဲ့သူလို့လှောင်ပြောင်ခံခဲ့ရတဲ့စစ်သားတစ်တစ်ပါလို့ပြလိုက်ပါတယ်မနက်မိုးလင်းလာတဲ့အခါတေဟာသူ့ရဲ့တက်ချက်ကြီးကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီးသူလဲဒဏ်ရာရသွားပါတယ်ရန်သူတွေသူတို့ကိုလိုက်လံရှာဖွေနေချိန်မှာဒေါ့စ်ဟာတက်ချက်ကြီးရဲ့ရိုင်ဖယ်ကိုယူလိုက်ပါတယ်ဒါကိုမြင်တော့တက်ချက်ကြီးကရန်သူကိုပြစ်တော့မယ်လို့ထင်လိုက်ပါတယ်ဒါပေမဲ့ဒေါ့စ်ကရိုင်ဖယ်ကိုအဝတ်စားနဲ့ပတ်ပြီးတက်ချက်ကြီးကိုသူ့ကြောပေါ်တက်ဖို့အချက်ပြလိုက်တာဖြစ်ပါတယ်တက်ချက်ကြီးရဲ့ကာကွယ်ပစ်ခတ်မှုအောက်မှာဒေါ့စ်ဟာတောင်ကုန်းအဆုံးကိုရောက်အောင်သွားနိုင်ခဲ့ပါတယ်သူကတက်ချက်ကြီးကိုတောင်ကုန်းအောက်ကိုအရင်ချပေးခဲ့ပါတယ်အောက်ဆုံးရောက်တာနဲ့တက်ချက်ကြီးကချက်ချင်းပဲဘိုးကြီးဒေါ့စ်ကအပေါ်မှာရှိနေတော့မဲလို့အော်ပြောလိုက်တယ်ခဏအကြာမှာဒေါ့စ်ပြန်ပေါ်လာတယ်ဒီတခါတော့သူ့ပကုံးပေါ်မှာတခြားစစ်သားတယောက်ကိုထမ်းပိုးထားတာပါရန်သူစစ်သားတွေကသူ့ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားပေမဲ့သူ့ရဲ့ရဲဘက်တွေကရန်သူစစ်သားတွေကိုတားဆီးပစ်ခတ်လိုက်ပါတယ်နောက်ဆုံးတော့ဒေါ့စ်ဘေးကင်းသွားပြီဒါပေမဲ့သူ့ကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးတဲ့အချိန်မှာတော့သူ့စိတ်ကစစ်မြေပြင်မှာပဲရှိနေတော့ပဲသူမတ်တက်မရက်နိုင်တော့ဘူးဘိုးကြီးကချင်းကပ်လာပြီးဒေါ့စ်တန်ရရသွားလားလို့ညင်သာစွာမေးလိုက်တယ်ဒေါ့စ်ရဲ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျလာတယ်သူစကားတခုမှမပြောနိုင်တော့ဘူးစစ်သားအားလုံးကငရဲကနေပြန်လာတဲ့သူရဲကောင်းကိုတိတ်ဆိတ်စွာဂါရဝပြုနေကြတယ်ဒေါ့စ်မတိလိုက်ပေမဲ့အဲ့ဒီညမှာသူတယောက်တည်းလူ85ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တယ်